က half point မဟုတ်ဘူးပေါ့နော်သူက half right ဖြစ်ပါတယ်အဲ့တော့တော်တော်များများကအများသောအားဖြင့်ဒါအပြောများလာတယ်ပေါ့နော်အဲ့တော့ half point ဆိုပြီးတော့သူကတေချာပေါက် English ကနေယူတယ်လို့ယူဆရတယ်ပေါ့နော်အဲ့တော့အဲ့ဒီ half point ကဒီ half boil ဆိုတဲ့စကားလုံးကနေသူတို့အထင်မှားတယ်လို့ယူဆရတယ်ပေါ့အဲ့တော့တကယ်တော့ half boil ကကြတော့ဒီလိုမျိုးကြက်ဥကြော်ကိုပြောတာမဟုတ်ဘူးပေါ့နော်သူကကြက်ဥပြုတ်ဖြစ်ပါတယ်အဲ့တော့မတူဘူးပေါ့ half boil ကကြတော့ကြက်ဥပြုတ်ပြီးရင် half fried ကကြတော့ကြက်ဥကြော်သူကမှွေကြော်မဟုတ်ဘူးပေါ့မှွေကြော်ဆိုရင်တော့ English လို scramble နဲ့သုံးတယ်ပေါ့နော်အဲ့တော့ scramble egg ဆိုရင်ဒါကြက်ဥမှွေကြော်ဖြစ်ပါတယ်ပြီးတော့ half boiled ကြက်ဥပြုတ်ကကြတော့သူက boiled egg လို့ပြောတာမဟုတ်ပဲနဲ့ half boiled လို့ပဲပြောထားတာဖြစ်တဲ့အတွက်ကြက်ဥကိုသူကဒီအကြက်ကြီးမပြုတ်ပြစ်ဘူးပေါ့နော်အကုန်လုံးမာနေအောင်မပြုတ်ပြစ်ဘူးပေါ့ပြောမယ်ဆိုရင်အထက်ကအနှစ်ကကြတော့သူက runny ဖြစ်နေရပေါ့နော် runny ဖြစ်နေရဆိုတာနည်းနည်းပျော့နေသေးတယ်အထက်ကအနှစ်ကအပျော့ဒါကြက်ဥပြုတ်ကိုလိုချင်တယ်ဆိုတဲ့အခါမှာဒါဆိုရင် half boiled ဆိုပြီးတော့ပြောပေးရမှာမျိုးဖြစ်ပါတယ် half boiled egg ပေါ့နော်ဥပမာအနေနဲ့ဆိုရင် I usually eat 2 half fried eggs every morning or I like to eat half boiled egg with salt and pepper ဖြစ်ပါတယ်ဒါဆိုရင်ငါကကြက်ဥပြုတ်ကိုဒါစားနဲ့ပေါ့နော်အဲ့တော့ငရုတ်ကောင်းနဲ့စားရတာကိုသဘောကျတယ်ဆိုတဲ့သဘောမျိုးဖြစ်ပါတယ်အားလုံးကြိုရှိသွားမယ်လို့ယုံကြည်ပါတယ်